တာပဲပြောလို့အဲ့လိုစကားနော် Okay မြန်မာနိုင်ငံသားကဘာကျော်အဆိုတော်အောင်ခန့်ပိုင်ရဲ့ပေါက်ပွဲတန်လေကိုနာထောင်ကြည့်အောင်ဟိုအောင်ခန့်ပိုင်ကအရင်မြန်မာစတာကဖြစ်ဟိုမြန်မာအိုက်ဒေါကဖြစ်ဟိုမြန်မာ MZ လောက်တဲ့ဒီကြော်ထက်အောင်ကိုဘယ်လိုဆုံးမလဲပေါ့အဲ့ဒါတစ်ချက်နားထောင်ကြည့်မယ်ပြီးလို့ရှိရင်လည်းအောင်ခန့်ပိုင်ရဲ့ ESK ဘလောက် level ရှိလဲဆိုတာကိုနားထောင်ကြည့်အောင် Okay let's go မင်းဒီတာပဲပြောလို့အဲ့လိုစကားနောက်တစ်ခါပြန်ကအလုပ်လျှောက်လုပ်ခိုင်းရင်မင်းနာနဲ့တွေ့မယ်မင်းနာရအမှုပညာဆိုတာပတ်စံရှိတိုင်းလည်းလုံးလို့မရဘူးပတ်စံမရှိဘဲနဲ့လည်းလုံး ကြော်ထက်အောင်ကိုဆုံးမတဲ့အခန်းဖြစ်တယ်မရဘူးလို့မရဘူးကွာလို့နော်မှတ်ထားလို့ငါအဲ့လိုလုံးချင်လို့အဲ့လိုဘဝကိုလိုချင်လို့ငါအပြင်းထန်စူးစမ်း မိုက်တလုံးပေးပြီးတဲ့အတန်ထွက်ရဲတာနဲ့ professional host master မဖြစ်မလာနိုင်ဘူးတဲ့ကြော်ထက်အောင်က post တင်တာကိုအဲ့ဒါအောင်ခန့်ပိုင်ကမခံမရဖြစ်ပြီးမှမြန်မာနိုင်ငံသားကဘာကျော်အဆိုတော့အောင်ခန့်ပိုင်ကပြန်လဲတုံ့ပြန်တာဖြစ်ပါတယ်တာလို့ငါ့ကိုအလုပ်လျှောက်လုပ်ခိုင်းတော့ဒီတစ်ချိန်မရှိပြီဆိုတော့နောက်တစ်ခါထပ်ပြောရင်ငါအားနာတတ်တယ်နော်နောက်တစ်ခါထပ်ပြောမလွယ်ဘူးလို့နော်နောက်တစ်ခါထပ်ပြောမလွယ်ဘူး ထားကြော်ထက်အောင်လာမယ်နောက်တော့ Do you education? Welcome to the Myanmar in the champion. When the doctor mood and the grand and you're the shot and doctor and the blood joy and your Google and the supplies and doctor mood and the order is also diamonds and the plus and the procs and the garden as the evil. How are you? Yeah, I'm fine. What the fuck? Yes, yes. Very well, thank you. Please. Thank you, thank you. Yeah. Song, name song. Flashlight. Oh, flashlight. Yang con này chen đi. ကြေးရတော့ကြွတ်စင်တယ်သင်သေးတော့မရဘူးအဲ့ဒါကြောင့်သူပြောတာမြန်မာနိုင်ငံသားကဘာကျော်အဆိုတော်ဆိုတာအောင်ခန့်ပိုင်ပြောတာအဲ့ဒါကြောင့်ပြောတာဒီစကေးကအဲ့လောက်တော့ရှင်းရမှာပါနော်ဒီလောက်ပါပဲ